ကျမရဲ့ရောက်ခမကကြက်တွေကိုတုံးပြီးဖတ်ထုတ်လုပ်နေတဲ့မြင်ကွင်းကြောင့်ကျမအံ့အားသင့်သွားပါတယ်။အဲ့ဒီမြင်ကွင်းကအရန်ကိုယွန်စရာကောင်းလွန်းတာကြောင့်သူ့အပြင်ထွက်သွားတဲ့အချိန်မှာအဲ့ဒီဖတ်ထုတ်တွေကိုအမိုက်ပုံးနဲ့ကျမအကုန်တုံပစ်လိုက်ပါတယ်။ဒါကိုရောက်ခမကပြန်ဝင်လာပြီးမြင်သွားတဲ့အခါချက်ချင်းပဲဖုံးထုတ်ပြီးဗီဒီယိုရိုက်ကားကြည့်ကြပါဦး။ငါချွေးမကငါပင်ပန်းပန်းလုပ်ပေးထားတာတွေကိုအမိုက်ပုံးနဲ့အကုန်တုံပစ်တယ်။ငါကသူ့အတွက်မနက်၄နာရီကလေးကထပ်လုပ်ပေးရတာပါ။သူငါ့ပေါ်ဘာလို့ဒီလောက်တောင်ရက်ဆက်ရတာလဲ။ငါသားတို့ကြီးအမေကိုကြည့်ကြပါဦးဆိုပြီးမိုးရိုကမိသားစုဂရုချက်သေးကိုပို့လိုက်ပါတယ်ဗီဒီယိုရိုက်ပြီးတာနဲ့ရောက်ခမကအမိုက်ပုံးတွေကဖတ်ထုတ်တွေကိုပြန်ကောက်ပါတယ်ဒါတွေကအမိုက်ပုံးတွေရောက်သွားပြီလေဘာလို့ပြန်ကောက်နေတာလဲလို့မေးတဲ့အခါသူကနှမျောစရာကြီးဒါတွေကကောင်းသေးတယ်ညကြရင်ငါတို့ပြန်ချက်စားကြမယ်ငါသားကဖတ်ထုတ်အရန်ကြိုက်တာဒါမျိုးကအပြင်မှာဝယ်စားလို့မရဘူးငါကတေချာလုပ်ပေးထားတာကိုလို့ပြန်ပြောပါတယ်သူကပေါက်ပြဲသွားတဲ့ဖတ်ထုတ်တွေကိုတော့မုံသားအစ်နဲ့ပြန်ဖာနေပါသေးတယ်ကျမကတော့ညကြမှာလူမသိအောင်အဝေးကအမိုက်ပုံးနဲ့သွားတုံမဲလို့တွေးပြီးဘာမှမပြောဘဲသူနဲ့အတူဖတ်ထုတ်တွေကိုဘူးလေးပြန်ထည့်ပေးခဲ့ပါတယ်တိတ်မကြခင်မှာပဲဗီဒီယိုကိုကြည့်ပြီးဒေါသထွက်နေတဲ့ကျမမျိုးသားခဲအိုနဲ့ခဲမတို့အိမ်ကိုရောက်လာကြပါတယ်တကားဖွင့်လိုက်တာနဲ့ရောက်ခမကရှိုက်ကြီးတငင်ကိုပြပြီးငါသားတို့ရဲ့ပြောကြပါနဲ့တော့ရိုစင်ကအစီမကြိုက်ဘူးဆိုလို့အမေကမနက်၄နာရီကလေးကထားပြီးအသားတို့တွေနဲ့လုပ်ပေးထားရတာလက်တွေတောင်အေးခဲနေပြီးသူကအမေလုပ်ပေးတာကိုအမိုက်ပုံးနဲ့တုံပြည့်ယုံနေမကဘူးအမေကိုလည်းအော်ဟစ်ဆဲဆိုသေးတယ်လို့အိုတွေထည့်ပြီးလိန်ညာပြောဆိုပါတယ်ခဲမကလည်းနင်ကအမေကိုနှိမ့်ဆက်ရေးတယ်ပေါ့လေနင်ကဘာကောင်းမမို့လို့လဲငါဘာမှလည်းမလုပ်တတ်ဘူးငါအမေကအိမ်မှုကိစ္စတွေအကုန်လုပ်ပေးရတာနင်တွင်းခံကစငါအမေကရှော့ပေးနေရတာကိုနင်ကငါအမေကိုလူရှိမှအဆက်ခွဲတယ်နင်ကတကယ်ပဲအောက်တန်းကြလွန်းတယ်လို့ကျမကိုအပြင်းထန်အဆက်ခွဲကဆဲဆိုပါတယ်ကျမအမျိုးသားကလည်းဒေါသတကြီးနဲ့လိုစင်မင်းကအမေကိုအခုချက်ချင်းဒူးထောက်တောင်းပန်ဆန်းမင်းမှာအသိစိတ်မရှိဘူးလားလို့အော်ဟစ်ပြီးကျမကိုဖိအားပေးပါတယ်အဲ့ဒီအချိန်မှာခဲကိုဖြစ်သူကခဏနေကြပါဦးရိုစင်နေပါလို့အမိုက်ပုံးနဲ့တုံရတာလဲဆိုတာကိုအကြောင်းပြချက်ပြောစမ်းလို့မေးပါတယ်ကျမကတော့ရောက်ခမရဲ့မျက်နှာကိုစိုက်ကြည့်ပြီးရှင်တို့အမှန်တရားကိုသိကျင်နေကြတာလားလို့မေးလိုက်တယ်ကျမဟာပြောဆိုနဲ့မိဖို့ချောင်းတွေကအိုးကြီးဆုံးကိုထုတ်ရည်နှွေးတီးပြီးအိမ်မှာရှိတဲ့ဖတ်ထုတ်တွေအကုန်လုံးကိုပြုတ်လိုက်ပါတယ်ပြီးတော့ပကံကြီးတွေနဲ့ထည့်ပြီးလူဆောင်ရာစီကိုယူလာလိုက်ပါတယ်ဒီတော့မှရောက်ခမကြီးကဒါကငါနဲ့အတွက်ပဲတီးတန့်ထုတ်ထားပေးတာလေနေကဘာလို့အကုန်လုံးကိုကြွေးပြရတာလဲဆိုပြီးခိတ်ခိတ်ပြပြဖြစ်သွားပါတယ်တကယ်တော့ဒီကြက်သားဖတ်ထုတ်တွေကရောက်ခမကကျမကိုမနှက်စာတော့မကြွေးပဲဒါတွေပဲစားခိုင်းဖို့လုပ်ထားတာပါဒါကိုသိတဲ့ကျမကအကုန်လုံးကိုပြုတ်ပြီးသူတို့မိသားစုကိုပြန်ကြွေးဖို့ပြင်ဆင်လိုက်တာပါသူတို့အားရပါရစားနေတာမြင်တော့ကျမပြောသွားတယ်ကျမကရောက်ခမကိုဖတ်ထုတ်တလုံးခွင့်ကြွေးဖို့ပြင်လိုက်တယ်မေမေမြည်ကြည့်ပါဦးလို့ပြောလိုက်တဲ့အခါရောက်ခမများမျက်နှာကြီးပြက်နေပါတယ်ဘာဖြစ်လို့လဲမေမေဖတ်ထုတ်မကြိုက်လို့လားမေမေကိုယ်တိုင်ထုတ်ထားတာပဲကြည့်ပါဦးလို့ဆက်ပြောလိုက်တယ်ဟဲမကလည်းမေမေကဖတ်ထုတ်ကြိုက်တာပဲစားလေလို့ပြောတော့ရောက်ခမကငါဘိုက်မစားဘူးလို့အသေးတန်ညင်းပါတော့တယ်ဖတ်ထုတ်တွေကိုအားပါတရစားနေကြတဲ့ခေမနဲ့သားဖြစ်သူဟာအရသာကတမျိုးကြီးဖြစ်နေတာကိုသတိထားမိပြီးဒီထဲမှာဘာတွေထည့်ထားတာလဲလို့မေးခွန်းထုတ်လာရတဲ့အထိဖြစ်သွားပါတယ်